ဦးဇင်းတို့ကတော့ရဟန်းတန်ခါဖြစ်တော်လည်းပဲဗုဒ္ဓဘာသာမြန်မာလူမျိုးအတွက်ယက်တည်နေတာမဟုတ်ပါဘူးဘာသာပေါင်းစုံလူမျိုးပေါင်းစုံအတွက်ယက်တည်နေတယ်အဲ့တော့ဘာသာအားလုံးကငြိမ်းငြိမ်းချမ်းချမ်းနေခြင်းနဲ့ငြိမ်းချမ်းရေးကိုလူလာရဲဆိုရင်အများနဲ့လည်းကောင်းပါလူမျိုးပေါင်းစုံကငြိမ်းချမ်းရေးကိုလူလာရဲဆိုရင်အများနဲ့ကောင်းပါအဲ့တော့ဒီမြန်မာပြည်မှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုဦးဇင်းတို့ကြိုးစားနေပါတယ်အခုဦးဇင်းလုပ်နေတာဟာမွတ်စလင်မောင်နီးလည်းမဟုတ်ပါဘူးမွတ်စလင်ကိုတိုက်ခိုက်နေတာမဟုတ်ပါဘူးဦးဇင်းတို့မြန်မာပြည်ကိုကျူးကျယ်တိုက်ခိုက်ပြီးတော့အနိုင်ကျင့်နေတဲ့အဲ့ဒီအကြမ်းဖက်လူရန်ကားစုဦးဇင်းတို့တွေကကန့်ကွက်နေတာရှုပ်ချနေတာအဲ့ဒီဒေတာနာဒီမေးတာရှိပြီနော်ဟိုမေးတာမရှိဘူးလို့ပြောပါဘူးပြီးတော့ဘုရားဘောရမမှာလူတည်နေတဲ့ခုံတော်တစ်ပါးရှိအဲ့ဒါမှလည်းဆိုရင်ဝနာဝနေသူအကပုံလို့တယ်ချီကျူးတဲ့နေရာရှုပ်ချတဲ့နေရာမှာအတူမရှိရှာနာသူPS ကိုပဲဆိုကြအောင်နော် PS ကိုဖြစ်ပေမဲ့ရှမ်းအောင်သူဘလောက်ချစ်ရှမ်းအာရဏမှာအပြစ်ရှိရှမ်းအာရဏကိုရှုတ်ချဘောဂပူရိတာအလားကောင်းလို့ထုတ်တယ်ရှင်သာရိပုတ္တရာပညာဣန္ဒြေဘလောက်တော့ရှင်သာရိပုတ္တရာအပြစ်ရှိဘောဂပူရိတာအလားကောင်းဘုရားရှုတ်ချထို့တူပဲဟိုဒိဋ္ဌိတွေပရပိုက်တွေသာသနာ့ပုဂ္ဂိုလ်တွေဘလောက်ဟိုမြတ်ပတ်စုပ်ပဲသူတို့မှာကောင်းတဲ့အခွင့်ရှိလို့ရှိရင်ချီးကျူးတယ်အဲ့တော့ချီးကျူးခြင်းရှုတ်ချခြင်းဆိုတဲ့နေရာမှာဘုရားအတူရှိတယ်အဲ့ဒီလိုပါပဲဦးဇင်းတို့လည်းရှင်းသုံးပါတယ်ဟိုပုဂ္ဂိုလ်လူတယောက်အနေနဲ့ဦးဇင်းတို့ဘယ်တော့မှခံစားတဲ့အကြည့်နဲ့မကြည့်ဘူးဓမ္မလေးတွေနဲ့အများကြီးကြည့်ပါတယ်ဘုရားလေးတွေမှာကောင်းတဲ့လူအများကြီးရှိသူတို့ဦးဇင်းတို့ချီးကျူးကြိုးပါဒါလူမျိုးမှာမကောင်းနိုင်တဲ့အများကြီးရှိသူတို့ဦးဇင်းတို့ရှုတ်ချကောက်သွားအဲ့ဒီလိုပါနော်ပစ္စရာကေတနာကိုဦးဇင်းထောင်ထဲနေတော့အမှန်တချင်းယူရတယ်လေးသောသူလာတော့အယူခံနေအများကြီးနိုင်ကုန်ပြီးတော့မတရားဖန်ဆီးခံလိုက်တယ်တော်တော်များလွတ်ကုန်အဲကြောင့်ဦးဇင်းရဲ့တူလေးကသူလာတဲ့အတော်အတွင်းမှာမွေးလို့ဦးဇင်းတူလေးကိုပစ္စရာကေတနာလို့နာမည်ပေးဒါပေမဲ့မစ္စတာကေနာနာကြီးအရင်တစ်ခေါက်နဲ့မတူပါဘူးခုခေါက်ကြတော့သူကတရားမများတာဘူးဗတ်လိုက်ပါပြီးတော့တိုင်းသားအယူလာဆောင်ရတာမဟုတ်ပါဘူးသူတို့လူမျိုးပဲလာဆောင်ရတာဖြစ်တယ်ဒါတော့မစ္စတာကေနာနာကိုဦးဇင်းတို့ပြတ်သက်ဆွချတာအဲ့ဒီလိုပါပဲသမဏကြီးကိုဦးဇင်းထောက်ကနာနှစ်ချက်ရှိပါပြီနံပါတ်1ကစက်တင်ဘာလ30မြစ်စုံရှင်တော်ကြီးနဲ့ပတ်သက်ပြီးဦးဇင်းထောက်ပါအခုဒီခိုင်ရေးနဲ့ပတ်သက်ပြီးတော့ထောက်တာဆက်ရှိတယ်။ကျန်တာတော့စောင့်ကြည့်ကာလပဲရှိပါတယ်။အဲ့တော့ဒီကနေ့သမဏကြီးရဲ့ယက်တိကျပန့်ကန်တဲ့အထိဒီကနေ့ဦးဇင်းထောက်ကမယ်ချီကျူးတယ်။နောက်တစ်နေ့သမဏကြီးရဲ့ယက်တိကျအမှန်ကန်ဦးလို့ယူဆတယ်။သမဏကြီးကိုနောက်တစ်နေ့ဦးကိုကတ်ကောနဲ့ရှုတ်ချတယ်။အဲ့ဒါလေးတည်ပြီးတော့